ဆုံးလာကြသွားလိုက်ဒီမနက်ခင်းလေးကတော်တော်သားရတာပဲနော်မြူနေနေတော့ရှေးအောင်ဘုရားကြီးကြမှာဝေးနေတော့မယ်ဒီနေ့ဘုရားဖို့အတူတော်ဖို့ကိုစောစောလာကြတာလာကိုလည်းတွေ့ထောင်းမြင်လဲဖို့တက်အောင်အောက်တိချာချီဖြည်းဖြည်းတက်အောင်ဒီလိုမှထိုင်နော်ယမန်နေ့မိုးလေဝသရဲ့အချိန်တွေကတော့ဟောမကြီးရွှေစည်းကောင်စီရီတော့မြူရီချားထဲမှာဝင်းနေတာပဲလေလေးကလည်းတော်တော်အေးတာဟောဘာလို့လဲချမ်းလို့လာကိုပေါ့တို့တိုင်းကိုနာမရှိနည်းနည်းလေးတော့လေးကားပြီးတော့အရေးရတာပေါ့ဟောဒါနဲ့နေရောကိုလမ်းမတွေ့လို့မှတ်တရခူလာတာဒီစပယ်ပွင့်လေးဝင်းကစားဆိုတော့မွေးနေတော့မယ်မင်းရဲ့စပယ်လေးမှာပန်ထားလိုက်ပါလားနေကိုပဲပန်ပြီးမယ်ငြိမ်လေးနေနော်ယူရှင်းလေးနဲ့မင်းနဲ့သိလိုက်တာပဲပန်းရင်နဲ့လိုက်တယ်မင်းရဲ့ကိုသိနေလေးကပိုပြီးမွေးနေတယ်လို့ပဲဟောရောက်ပြီဒီဘက်ထီးလို့မင်းလို့ဖရားကြီးလေဒီအချိန်ဆိုလူသိမ့်မရှိသေးဘူးလာကိုလည်းတခြားကိုင်းတာကိုပနာချက်ပေးမယ်နော်အာနာဆရာမလို့ပါဘူးကိုမြတ်တနုထားရတဲ့သူပဲခြေဘွားလေးကနှုတ်ဖက်နေတာပဲနော်ကဲလာကိုပနာတိကိုင်းလာပြီပဲကြည့်ပါဦးဒီနေရပန်းတော်လိုက်ရတယ်ကိုကိုင်းကြည့်ရှေးလူကြီးတွေရဲ့စေတနာတွေအများကြီးပါတယ်ဟောဘလို့ဖြစ်လို့လဲမျိုးလုံးနဲ့ဖုံဝင်တော့လာနေငြိမ်လေးနေကိုမဟုတ်ပေးမယ်နော်ရပြီလားမျက်တောင်လေးတခြားခက်ကြည့်ပါဦးတော်သေးတာပေါ့လာဒီဘက်မှာအတူတူဝတ်ပြကြအောင်မင်းဆူတောင်းနေတာလေးကိုကြည့်ပြီးတော့ကိုလည်းတစ်ခုပဲဆူတောင်းလိုက်တယ်ကိုတော့အခုလိုအမြဲတမ်းအတူတူရှိရပါစေလို့ကဲလားအပြင်ပြန်ထွက်အောင်ကိုရောမတော့အမှတ်တရပစ္စည်းလေးရောက်ပြီးတော့ကြပါအောင်ဗျဟိုမှာရုံးနေကောင်းလေးနေမင်းမထုံးနဲ့လေကိုဝယ်ပေးပြစေနောက်ဆိုကိုနဲ့ပဲတော့ပတ်ဆိုင်ကိုပဲထုံးမယ်နော်ကြည့်ပါဦးဒီရုံးတဲ့လက်ကောက်လေးကမင်းလက်ကောက်ဝေးလေးနဲ့ဆိုသိလာမှာကိုဝယ်ပေးတဲ့အမှတ်တရလေးပေါ့ရောညီလေးဒီမှာပတ်ဆိုင်အကျွေးပြန်မအမ်းနဲ့တော့ကဲလားကိုလက်ပေးကိုဝယ်ပေးမယ်ကြည့်ပါဦးဒီလက်ကလေးနဲ့အရန်လိုက်ဖတ်တာပဲကွာလက်လေးကလှဆိုလူလေးကလည်းလှတာဟုတ်ကဲလားပြန်ကြရအောင်နော်ကိုလူလေးမြင်လဲလေးပုံမှာမင်းနဲ့တူပေးချင်းရှင်ထိုင်ပြီးပြန်လာတာတိတ်ကိုရေးချမ်းတာပဲပကံမီးဖုန်တဲ့နဲ့လေးနဲ့မင်းရဲ့စပယ်ပန်းနဲ့လေးကရိုးရှက်နေတယ်လို့ပဲကိုလေးမင်းကိုကြည့်နေဆရာစောကြီးရဲ့ကြပြလေးတစ်ပုဒ်ကောင်တတိယမိတယ်မြတ်တာမိုးကဆော့မြတ်တာရိတ်ကအုပ်ဆိုင်တဲ့ဒုနေရဲ့ကပငယ်လေးတွေမှာဒီလိုငင်းချမ်းချင်းတွေပဲအမြဲထုံမွန်းနေပါစေလို့ကိုဆုတောင်းနေမိတယ်ရှေ့မှာမြင်နေရတဲ့ဘုရားစီတွေလိုပဲမင်းပေါ်ထားတဲ့ကိုယ့်ရဲ့တန်ရောစင်ရလဲချိန်နေဘလောက်ပဲပြောင်းမစေခိုင်မြဲနေဦးမှာပါဒီနေ့အများကြီးပြောခဲ့ရလို့ကျေးဇူးတင်ပါတယ်နော်